မင်္ဂလာပါတိုဖူကိုကျွန်တော်တို့တရက်ကိုတစ်မျိုးမယူအောင်ချက်စားဖို့အတွက်ကျွန်တော်တို့ vegan သမားတွေအများစုအားဖြင့်ပေါ့နော်တိုဖူကိုကျွန်တော်တို့အမျိုးမျိုးလောက်စားလို့ရှိပါတယ်ဆိုတော့တိုဖူကိုနေ့တိုင်းစားတဲ့အခါမှာယိုဝါလာဆိုတဲ့မေကိုလည်းခဏခဏအမေးခံရပါတယ်တကယ်တော့တိုဖူကကျွန်တော်မြင်ပြောမယ်ဆိုလို့ရှိရင်တော့ it's very versatile မျိုးစုံလုပ်လို့ရတယ်အရာတစ်ခုဖြစ်ပါတယ်ချို့လူရတော့တိုဖူကိုရတာမဲတဲ့အတုံးတုံးလို့ပဲသူတို့ထင်ကြပါတယ်ဒါပေမဲ့တူကကျွန်တော် vegan သမားတွေတော့တကယ်ကိုရွှေအစ်စ်ဖြစ်ပါတယ်ဒီနေ့အိမ်မှာချက်တော်နေတဲ့ချက်တော်ဖြူရတဲ့ကုန်တဲ့ခါကျတော့ဘာတစ်ခုမှဒီအရာတွေမထည့်ပဲနဲ့အလွယ်ဆုံးလောက်စားလို့ရတဲ့ကိုရီးယားကိုချဂျွန်sauce နဲ့ပေါ့နော်ကျွန်တော်တူခုလေးတစ်ခုလောက်စားပါမယ်ဆိုတော့တူခုကိုအဓိကတော့ corn starch ပြောင်းမှုမဟုတ်ကောင်းမှုပေါ့နော်လိုပြီးတော့တေချာလေးကျွန်တော်တို့ air fryer တော့မဟုတ်စီနဲ့ကြော်ထားပါမယ်။ကဲကျွန်တော်က air fryer သုံးပါတယ်။ air fryer နဲ့ကြော်ထားတဲ့အချိန်မှာကျွန်တော်ကစီထဲကိုကျွန်တော်ကငရုတ်သီးရမှုလေးရဲ့ကျွတ်သွန်ဖြူမှု garlic powder ကိုထည့်လိုက်ပါတယ်။ပြီးတော့ကျွန်တော်ကဘဲငမြရဲ့ maple syrup ကိုထည့်ပါတယ်။ပြီးတဲ့အခါမှာကျွန်တော်ကကိုရီးယားငရုတ်သီးနဲ့ခေါ်ကြကြောင်း2ဆွန်းလောက်ထည့်ပြီးတော့တေချာသမအောင်လေးမှုပြီးတော့ချက်ပါတယ်။ပြီးတဲ့အခါမှာကျွန်တော်က rice vinegar လေးကိုနည်းနည်းလေးထည့်ပါတယ်။ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဒီအတိုင်းပဲအနေလေးပွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကကြော်ထားတယ် air fryer နဲ့ကြော်ထားတဲ့ပေးပြားလေးကိုထည့်ပါမယ် air fryer နဲ့ကြော်တဲ့ခါမှာတော့မိနစ်15မိနစ်လောက်တော့ကျွန်တော်ကြော်ဖို့လိုပါတယ်ကောင်းမုန်းနဲ့ကြော်ထားမှလို့ဒီအနည်းရေကိုထိတဲ့ခါမှာအလိုလျောက်စီးပြလာပါလိမ့်မယ်10မိနစ်နဲ့ထပ်ပို့ပြီးကြော်ကြမလို့ဘူးအားလုံးကတသားရိုက်ပသွားပြီဆိုရှင်နားလေးဖြူပြီးစားလို့ရပါပြီ thank you ပါ